ဒီနေ့တော့သမီးမင်းစင်မဲ့ဟင်းကောင်းတစ်ခွက်ဖြစ်တဲ့ကြက်ဥပေါင်းချက်လေးချက်ပြပေးမယ်နော်ကြက်ဥကိုဒီတိုင်းချက်စားရတာရိုးနေပြီဆိုရင်အခုလိုလေးပေါင်းပြီးချက်ကြည့်ပါအညတာကထူးထူးခြားခြားလေးနဲ့ပိုကောင်းတယ်ပါဝင်တဲ့ပစ္စည်းလေးတွေကတော့ကြက်ဥစားကြက်သားမုံငရုတ်ကောင်းမုံစီကြက်သွန်ဖြူကြက်သွန်ဟီချင်းငရုတ်သီးအယောင်တဲ့မုံခရမ်းကျင်သီးအနစ်ငရုတ်သီးစိနန်းနန်းပဲအရင်ဆုံးကြက်ဥကိုပကံလုံးနဲ့ခွဲထည့်မယ်ပြီးရင်အရသာအတွက်စားကြက်သားမှုန့်နဲ့ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပြီးသေချာလေးခောက်ပေးပါပြီးရင်တော့အငွေ့ပြွန်နေတဲ့ပေါင်းအိုးထဲမှာ10မိနစ်ကနေ15မိနစ်လောက်ပေါင်းပေးရပါမယ်ကျက်သွားပြီဆိုရင်တော့အပြည့်ထုတ်ပြီးအေးခံပြီးရင်မိမိနှစ်သက်တဲ့အနေအထားလေးတွေတုံးပေးလိုက်ရုံပါပဲကဲဟင်းချက်ဖို့အတွက်စီပူလာရင်တော့စနွေးမုံလေးထဲကြက်သွန်ဖရူကြက်သွန်နီလေးထောင်ထားတာလေးကိုဝင်းပြီးအနက်မွေးလာအောင်အရင်စီတက်ပြီးရင်ပဇွန်ကြောင်မုံလေးထည့်ပါမယ်စီတက်တာလေးလည်းကျင်လောက်ပြီးပဇွန်ကြောင်လေးလည်းပွာလာပြီးဆိုရင်တော့အနစ်အတွက်ခရမ်းကျင်သည့်အနစ်လေးတွေကိုထည့်ပြီးစီပြန်အောင်ချက်ပေးပါအရသာပါတစ်ခါတည်းထည့်လိုက်မယ်နော်အရသာမုံလေးရယ်စားလေးရယ်ငင်းပြားကြီးလေးနည်းနည်းထည့်ပါပြီးရင်တော့ငရုတ်သီးအကျန်းမုံလေးနည်းနည်းထည့်လိုက်ပါမယ်အနစ်လေးရပြီဆိုရင်တော့ငရုတ်သီးစိမ့်လေးထည့်ပါမယ်အနစ်လေးစီပြန်လာပြီဆိုရင်တော့စောစောကတုံးထားတဲ့ကြက်ဥပေါင်းလေးတွေကိုထည့်လိုက်ပါပြီအနစ်လေးတွေကြက်ဥထဲစိမ့်ဝင်သွားအောင်ခဏလောက်အသာလေးဖွေပြီးမယ်နောက်ဆုံးမှာတော့အနံ့မွေးမွေးလေးထစ်သွားအောင်နန်းနန်းပင်လေးအပေါ်ကနေအုပ်လိုက်ရင်နော်အရသာရှိတဲ့ကြက်ဥပေါင်းချက်လေးရပါပြီရှင်ထမင်းပူပူလေးနဲ့ဆိုတကယ်ကိုစားလို့ကောင်းတာမို့လိုက်ပြီးချက်စားကြည့်ပါအောင်နော်